လမ်းညွှန်မှုကလည်းအကိုလည်းပါပါရှင်အကိုကအဲ့တော့ကိုကြီးကြည့်နေမယ်ထင်လားကိုစီစဉ်လေးကြည့်နေပါရဲ့ရှင်ကိုကြီးကညီမလေးဒီပညာရေးအတွက်စိတ်မပူပါအောင်ထောက်ပံ့ပေးရတဲ့သူတယောက်လည်းဖြစ်ပါရဲ့ရှင်ကိုကြီးကိုအများကြီးချစ်တယ်ကိုကြီးကိုဘယ်သူလက်ထဲမှာထည့်မပေးချင်အောင်ချစ်တယ်လို့ပြောချင်ပါရှင်ဒီသားဆို9ယောက်တူတူပြန်နေကြမယ်ဟုတ်ကဲ့ပါရှင်ဟုတ်ရီမန်းချမ်းဆရာဝန်ဖြစ်ရှင်နဲ့ဝါဒနာတော့စာရေးဆရာမတယောက်ဖြစ်ရှင်တာပါရှင်ဆရာဝန်စာရေးဆရာမကြီးလုံးပါဘူးဟုတ်ကဲ့ပါရှင်ကဲအားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ကျွန်တော်တို့တူတာဆုပ်လင်းဘောရဝင်စာမေးပွဲ final ဆင့်မှာပထမဆု3000ဆုရှင်လေးမင်းရှိသူရဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တူဆက်စုကြမယ် Let's go ဒီကလမ်းညွှန်မှုကလည်းအကိုလည်းပါပါရှင်အကိုကအဲ့တော့ကိုကြီးကြည့်နေမယ်ထင်လားကြည့်နေပါရဲ့ရှင်ပထမဆုရတော့ပျော်တာပေါ့နော်ပျော်တော့ဒါပျော်လို့ကြားတယ်မြင်ကိုကြီးကညီမလေးဒီပညာရေးအတွက်စိတ်မပူပါအောင်ထောက်ပံ့ပေးရတဲ့သူတယောက်လည်းဖြစ်ပါရဲ့ရှင်ကိုကြီးကိုအများကြီးချစ်တယ်ကိုကြီးကိုဘယ်သူလက်ထဲမှာထည့်မပေးချင်အောင်ချစ်တယ်လို့ပြောချင်ပါရှင်ဒီသားဆို9ယောက်တူတူပြန်နေကြမယ်ဟုတ်ကဲ့ပါရှင်ဟုတ်ရီမန်းချမ်းဆရာဝန်ဖြစ်ရှင်နဲ့ဝါဒနာတော့စာရေးဆရာမတယောက်ဖြစ်ရှင်တာပါရှင်ကောင်းပါတယ်နော်ဆရာဝန်စာရေးဆရာမမှန်ချက်ဟုတ်ကဲ့ပါရှင်ဖြစ်ပါစေလို့ဆုတောင်းပေးတယ်ပထမဆုရှင်လာတော့ဒီနေ့ခေါ်ချန်ပီယံလာပါနော်မင်္ဂလာပါရှင်ဒီချိန်မှာတက်တဲ့ PT လေးပြောပြပါအောင်ကြည့်ပါအများကြီးပြောပါရရှင် PT ကတော့ပြောမပြတတ်အောင်ပါပဲရှင်ဖျားသိဘူးပါရှင်ကျောင်းမှာအင်းမြကိနာကျောင်းမှာအခုအနန္တစညာရုပ်ပွားတော့တိတ်နေပါရှင်အများကြီးပြောပါရှင်ပညာတင်စုအနေနဲ့ဆိုလို့ရှိရင်တော့အမေတို့စိတ်မညစ်ရတာပေါ့ရှင်ပြီးကြလို့ရှိရင်လိုမျိုးပညာတင်အဲ့လိုမျိုးပညာတင်စုထောက်ပံ့ပေးနေရသူရှိရဲဆိုတော့ခါကျတော့ကိုကပို့ပြီးစူးစမ်းစဉ်စိတ်လည်းဖြစ်ပေါ်လာပါတယ်ရှင်ဘုရားခေယဖျားကူဆိုလို့ရှိရင်တော့ခါကြလို့ရှိရင်အဲ့မှာဗုဒ္ဓသာသနာပြန်ပွားခဲ့တဲ့နေရာကိုတော့မှမလို့ပြောပါရှင်၄ရောက်လုံးသွားရင်တော့ကောင်းတာပေါ့ရှင်ဒီပေနဲ့မမေကိုပေါ့အရင်ပို့ချင်တဲ့စိတ်များရှိတယ်လားအဖေနဲ့မမေကိုပို့ချင်စိတ်အများကြီးရှိပါတယ်ဆရာသမားတွေကိုလည်းပို့ချင်စိတ်ရှိပါတယ်ရှင်ညီမလေးအတွက်ကတော့ညီမလေးလမ်းမှန်ရှောင်းနိုင်အဲ့လိုမျိုးတင်ပေးချင်တယ်ပြီးကြရင်ညီမလေးစာလုံးအောင်လည်းလုပ်ပေးချင်တယ်စာတွေအတူတူလုပ်ပေးချင်တယ်ရှင်ညီမလေးကိုလည်းတိုးတက်အောင်မြောင်းလုပ်ပေးချင်တာပါရှင်အဲ့တော့ခါကျတော့အိမ်အစင်မပြေတာကြောင့်မလို့ပါရှင်အမေကလည်းစီအောင်တော့ခါကျတော့အမေစီအောင်နေတာပန်းယူပြီးအောင်တာပါရှင်ဒီကတည်ရနော်ဟုတ်ကဲ့ပါရှင်အဲ့တော့ညီမလေးအရင်ပြောနေတာငိုတော်ငိုပြီးကမိသားစုတွေနေတာတော့ဟုတ်ကဲ့ပါရှင်အဲ့လိုတွေတော့မတွေးမိရှင်တမီးအာယုံတို့ခုတည်းမှာအနန္တောနန္ဒငါးပါးနဲ့မြတ်စွာဘုရားကိုပဲတိုင်အဲ့လိုမျိုးမြတ်စွာဘုရားကိုပဲအာယုံပြုထားပါရှင်လူပြောမလဲအဖေနဲ့အမေအတွက်ကိုလည်းကြီးစုဆက်ပါမယ်ရှင်ပြီးကြလို့ရှင်အဓိကတော့တာသနာရတဲ့အရာတော့မျိုးတာသနာအတွက်ပဲပို့ပြီးအကျိုးပြုနေတာပါရှင်ပြီးတော့ခုနငယ်လေးကပြောတော့ကိုကြီးကိုလည်းပြန်ခေါ်ခြင်းနဲ့မိသားစု9ယောက်ဆုံးခြင်းနဲ့လို့ပြောတယ်ဟုတ်ကဲ့ပါရှင်ဒီရောဒါကိုကြီးပြန်ခေါ်ဖို့ရှိလားကိုကြီးကိုပြန်ခေါ်ချင်ပါရှင်ဟုတ်ကဲ့ပါကိုကြီးကိုကြီးရတဲ့မျက်နှာခံပြီးတော့တဲ့ဆယ်တန်းတော့မပြေပဲနဲ့သူ့မမတွေသူ့မိသားစုအတွက်နဲ့အလုပ်သွားလုပ်တယ်လို့ပြောတယ်ဟုတ်တယ်ရှင်ဒီရဝိုင်းတာပုံနဲ့ဟုတ်အကူကဘယ်လိုပြောမလဲမောင်နှမတုံးအောင်ထင်မှအကြီးဆုံးဆိုတော့အဓိကလမ်းညွှန်မှုကလည်းအကိုလည်းပါပါရှင်အကိုကအဲ့တော့ကိုကြီးကြည့်နေမယ်ထင်လားကိုစီစဉ်လေးကြည့်နေပါရဲ့ရှင်ဟုတ်ကဲ့ရှင်ပါရှင်ကိုကြီးကညီမလေးဒီပညာရေးအတွက်စိတ်မပူပါအောင်ထောက်ပံ့ပေးရတဲ့သူတယောက်လည်းဖြစ်ပါရဲ့ရှင်ကိုကြီးပြန်လာလို့ရပြီပေါ့ဟုတ်ကဲ့ရှင်ဒီနေ့ဒီကိုကြီးကြည့်နေမှာပြောချင်တယ်ကိုကြီးကိုအများကြီးချစ်တယ်ကိုကြီးကိုဘယ်သူလက်ထဲမှာထည့်မပေးချင်အောင်ချစ်တယ်လို့ပြောချင်ပါရှင်ဒီသားဆို9ယောက်တူတူပြန်နေကြမယ်ဟုတ်ကဲ့ပါရှင်ဒါပေမဲ့ဘယ်နှစ်နှစ်တည်းကကိုကြီးရထွက်သွားတယ်သွားပြီးတော့အလုပ်သွားလုပ်ခဲ့ရတယ်
မကြသေးဘူးရှင်တစ်နှစ်ပဲရှိသေးရဲ့ရှင်ကိုကြီးဝါဒနာပါရနဲ့စိတ်ပါရပါပဲရှင်ကိုကြီးကိုအတင်းဖိအားပေးရတဲ့သူမဖြစ်ချင်ဘူးရှင်ဟုတ်ရီမန်းချမ်းဆရာဝန်ဖြစ်ချင်တယ်ဝါဒနာကတော့စာရေးဆရာမတယောက်ဖြစ်ချင်တာပါရှင် ဆရာဝန်ဆိုင်ဆရာမကြီးလုံးပါပဲ ဟုတ်ကဲ့ပါရှင် ဆရာဝန်ကဘာလို့ဖြစ်ချင်လဲ ဆရာဝန်ရခါကျတော့အမေကျမ်းမာရေးပေါ့အမိဘကျမ်းမာရေးကျမ်းမာအမေကျမ်းမာရေးမကောင်းတော့ကဘယ်လိုပြောရမလဲအခြားအမေရဲ့တငယ်ချင်းတယောက်ကအဲ့လိုမျိုးစေခံလိုက်ပြခဲ့ပေမဲ့ဆရာဝန်တွေကတိတ်ဘူးလေးစားမှုမရှိလေးလေးနက်နက်မရှိတာကိုတွေ့နေကြရတဲ့အဲ့ချိန်မှာအမေပြောရဲ့စကားတစ်ခွန်းပေါ့သမီးပညာတတ်ဖြစ်အောင်လုပ်အဲ့စကားတစ်ခွန်းကြောင့်ပါရှင် အဲ့တော့ခုနကညီမလေးကပြောတယ်နိုင်ရွက်ပဲအိတ်ဖြစ်တာပြီ ဟုတ်တယ်အဲ့လိုမျိုးစာလောဘကြီးရဲ့အချိန်ဆိုရင်တော့နိုင်ရွက်ပဲအိတ်ဖြစ်တာပါရှင် နိုင်ရွက်ပဲအိတ်ပြီးတော့အလန်းပြန်ပြန်ပြန်ချက် ဟုတ်အဲ့လိုပါရှင်တခါလဲအလန်းပိတ်ပြီးပြန်အိတ်တာကြီးလည်းရှိပါရှင်သမီးကညံအရန်ကောင်းနေတယ်မပါဘူးရှင်ဝရိယအားကြီးရလို့ပြောမယ်ရှင်အဲ့လိုမျိုးပေါ့စာကိုသူများတွေထက်နည်းနည်းတော့ကြာမရဒါပေမဲ့ကြာလေးကြက်တယ်ရှင်ရအောင်ကြက်တာရှင်ဒီစုရလာတယ်ဆိုတာအဓိကဆရာသမားတွေရဲ့လက်ညှိုးမှုတွေကြောင့်မဆရာသမားတွေရဲ့ထောက်ပံ့မှုတွေကြောင့်မလို့ဆရာတော်ဖျားနဲ့ဆရာလေးဖျားပြီးတော့သမီးအတွက်ကတော့အတိုင်းမတိရဲ့ကျေးဇူးရှင်ပါပဲရှင် ဆရာလေး ဒီပေါ့ပြောတာပေါ့နော်သူတို့ ဟုတ်ကဲ့ပါရှင်ဆရာလေးရဲ့အတင်းပါရှင်တပည့်တွေအတွက်ဆိုလို့ရှိရင် ကိုတို့နဲ့ဒီလိုရွက်တွေအများကြီးပဲနော်ဝမ်းသာလို့ကြားရမြင်နေတယ် ဟုတ်ကဲ့ပါရှင်အခုလို ဒီလိုစုမျိုးဆိုတာမလွဲဘူးလေနော် အားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့တာပေးချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါရှင် ကဲနောက်ထပ်ကျွန်တော်တို့ဗီဒီယိုလေးကောင်းတာလေးတွေ့ရင်ကျွန်တော်ဆက်ပြီးတော့တင်ပေးပါမယ်နော်ကျွန်တော်တို့နောက်ဗီဒီယိုကြရင်ထပ်ပြီးတော့ဆက်စုလိုက်ရအောင်နော်အားလုံးကျေးဇူးများတင်ပါတယ်